နောက်တော့ခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ဖိုးထုနဲ့ဘိုးကြီးကစွန်ဆလွတ်ကြတယ်။စွန်အားပေါ်ပြန်တက်သွားပြီဆိုတာနဲ့အဖွဲနှစ်ဖွဲကတကယ်နဲ့အားပေးကြတော့တယ်။မိဝိုင်းကလောက်တာနော်ဖိုးထုနေ့စွန်ကပုံမြင့်နေပြီ။တစ်ဘက်ကအောင်ဖူးနဲ့မောင်ဖူးကလည်းပူပူတေးသေးလေးနဲ့ဆွတ်ဆွတ်ခုံပြီးအားပေးကြိုင်းနေကြတယ်။ကိုဘိုးကြီးဟာတော်နေပြီဗျာကိုဘိုးကြီးစွန်လို့တာအတော်ဆုံးပဲ။နေသားလေးတရက်မှာတော့ဖိုးထုတို့အဖွဲကသူတို့လှုပ်ထားတဲ့စွန်တွေကိုနှုတ်ကြဖို့အတွက်ရွာနာကိုလာခဲ့လိုက်ကြတယ်။ဖိုးထုကဟာငပိတ်မင်းစွန်ကတဲမိုက်ပါလားအယောင်ဆက်တာလေမိုက်တယ်ဟောအကွန်ပလတ်စတစ်နဲ့ပဲလှုပ်ထားမလားဟုတ်တယ်ဟာပြီးတော့လေအဲ့ဒီဆိုငါအသားနာခံပြီးလှုပ်ထားတာဟင်ဘာဖြစ်လို့လဲဘာဖြစ်ရမှာလဲငါအမိပေါ့သူစုထားတဲ့ကြွကြွရီတွေကိုဖျက်လို့ပြစီလုံးရကောင်းမလားဆိုပြီးငါ့ကိုရိုက်တော်တာပဲငပိတ်ပြောကြောင်းအကောင်လုံးကဒါးနေရှိကြတယ်အဲ့ဒါနေမြူဝိုင်းကနောက်ဆုံးတော့အနာခံရကြိုနဲ့သွားတယ်မလားမင်းစွန်ကလေတို့ထဲမှာအလှဆုံးပဲတို့ဘောကလေလှနေရောဘာဖြစ်လဲအဓိကကလေးတိုက်တာကိုခံနိုင်ရှိဖို့ပဲငါ့စုံကိုပဲကြည်လေအကုန်ကျန်းခံနေအောင်မမင်းကငါ့စုံကိုအထင်သေးနေရပေါ့လေမဟုတ်ပါဘူးငါဖြစ်တတ်တဲ့သဘောကိုပြောပြတာပါဖိုးထုကကဲသူကကောင်းနေငါကကောင်းနေလုံမနေကြနဲ့တို့တွေကအပျော်နဲ့စုံလုံးကြဖို့လာတာလေဟာအေးလီဟဲ့နင်တို့ကလေအချင်းချင်းကြိုက်မနေကြနဲ့ဟိုမှာသူများတွေကလေတို့စုံလုံးမဲ့နေရာမှာစုံလုံးနေကြတယ်အဲ့ဒါဘယ်လိုလုပ်ကြမှာလဲအဲ့လိုပြောပြီးစွန်လုံးမဲ့နာကိုရောက်သွားချိန်မှာတော့အဲ့ဒီမှာရေရှောင်းနေတဲ့ကလေးပို့လို့ထင်ရတဲ့ဝဝတုတ်တုတ်နဲ့တယောက်ကဟေးမင်းတို့ကဘယ်ရွာကလဲဖိုးထုကအောင်မင်းရွာပါဘာဖြစ်လို့လဲအော်တို့ရွာနေကြောချိတ်ကပ်ပဲမင်းတို့လည်းဒီကိုစွန်လုံးဖို့လာကြတာတင်နေဟုတ်တယ်လေအဲ့လိုဆိုရင်ဘယ်လိုလုပ်မှာလဲတို့ဘွေကအရင်ရောက်နေထားတာဆိုတော့ဒီနေရာကိုတို့ပိုင်နေအဲ့ဒီဝါတုတ်ရဲ့နောင်းလိုက်လို့ထင်ရတဲ့အမွှားနှစ်ယောက်ကသူတို့ဝါတုတ်စကားကိုထောက်ခံကြတယ်ဟုတ်တယ်ဒီနေရာကဒိုးဖွဲ့ပိုင်နေအဲ့ဒါနေဖိုးထုကဟုတ်ပြီလေဟိုစွန်လုံးလို့ကောင်းတဲ့နေရာဒီနေရာပဲရှိတာဆိုတော့ဒီနေရာမှာဘယ်အဖွဲ့ကစွန်လုံးခွင့်ရမလဲဆိုတာရှင်းပြကြတာပေါ့ဝါတုတ်ကြီးကโอเคလေငါလည်းအဲ့ဒီရှင်းပြခြင်းစိတ်အပြည့်ရှိရဲ့သူကိုလိုက်ရှာနေတာအတော်ပဲဖြစ်သွားတာပေါ့သူတို့နှစ်ဖွဲ့လည်းစွန်လုံးပြိုင်မှုသဘောတူညီချက်ရသွားချိန်မှာနှစ်ဖွဲ့လုံးကကိုယ့်နေရာသူ့နေရာမှာပြန်စုလိုက်ကြတယ်တို့ဘောကဖိုးထုစွန်လို့တောင်မင်းမဲလို့မှာမဟုတ်လားအေးငါပဲလုပ်လိုက်မယ်လေမိဝိုင်းကနေဒါနဲ့နေဘသူစွန်နဲ့လွတ်မှာလေငါစွန်နဲ့ပဲလွတ်လိုက်မယ်ဘာလို့ဆိုဒီစွန်ငါလုပ်ထားတာဆိုတော့ဒီစွန်အကြောင်းငါကောင်းကောင်းသိတယ်ဟာငပိန်ကဟုတ်ပြီဖိုးထုငါတခုပဲပြောမယ်နိုင်အောင်လုပ်နော်โอเคငါအကောင်းဆုံးစူးစမ်းပါမယ်ကွာတပတ်ကဝါတုတ်တို့အဖွဲရလေစွန်လို့ဖို့တိုင်ပင်နေခဲ့ကြတယ်ဟဲ့အောင်ဖို့မင်းရဲ့စွန်ငါ့ကိုပေးလိုက်ကွာမင်းစွန်ကငါ့စွန်နဲ့ပို့ကောင်းနေကိုဘိုးကြီးစိတ်ကြိုက်တာတော့โอเคမောင်ဖူးကလည်းကိုဘိုးကြီးနိုင်အောင်လုပ်ခဲ့နော်ငါ့ကိုစိတ်ကြစမ်းပါဟာမင်းတို့ဆရာဘိုးကြီးကဘယ်တော့မှရှုံးမှုလို့လဲအဲ့လိုပြောပြီးဘိုးကြီးကစွန်လုံးမဲ့နေရာမှာနေရာယူလိုက်တယ်အိမ်နောက်တော့ခေါင်းဆောင်နှစ်ယောက်ဖြစ်တဲ့ဖိုးထုနဲ့ဘိုးကြီးကစွန်ဆလွတ်ကြတယ်စွန်အားပေါ်ပြန်တက်သွားပြီဆိုတာနဲ့အဖွဲနှစ်ဖွဲကတကယ်နဲ့အားပေးကြတော့တယ်မိဝိုင်းကလောက်တာနော်ဖိုးထုနေ့စွန်ကပုံမြင့်နေပြီတစ်ဘက်ကအောင်ဖူးနဲ့မောင်ဖူးကလည်းပူပူတေးသေးလေးနဲ့ဆွတ်ဆွတ်ခုံပြီးအားပေးကြိုင်းနေကြတယ်ကိုဘိုးကြီးဟာတော်နေပြီဗျာကိုဘိုးကြီးစွန်လို့တာအတော်ဆုံးပဲနှစ်ဖက်လုံးကတယောက်တစ်ပေါက်អော်ပြီးအပြိုင်ဆိုင်အားပေးနေကြတယ်ခဏကြာမှတော့ဖိုးထုရဲ့စွန်ကရုတ်တရက်ကျိုးပြတ်သွားပြီးတစ်ပင်တပင်ပေါ်မှာသွားညှိနေခဲ့တယ်ရေဒိုးဖွဲ့နိုင်ပြီကွဘိုးကြီးတို့ဘွဲကတော့စွန်လွတ်တာနိုင်သွားလို့ပျော်နေခဲ့ကြတယ်တုတ်ဘောကငါတို့ဖွဲ့တော့သွားပါပြီဒီနေ့တော့စွန်လွတ်ဖို့ကမပါလာကြအောင်ထင်ပါတယ်ဖိုးထုကသူ့ရဲ့ပြတ်သွားတဲ့စွန်ကိုနှမျောတတဖြစ်ပြီးအပင်မှာညှိနေတဲ့စွန်ကိုကြည့်နေခဲ့တယ်ငပိန်ကဖိုးထုမင်းစွန်ကိုငါသွားယူခဲ့ပြီမင်းကဖြစ်ပါမလားဟာဖြစ်ပါတယ်ငါကတိုင်းတက်ပြီးတစ်ပင်တက်ကျွမ်းနေသူလေဟာမိနေပါလားအေးပါဂီယိုးဆိုင်အောင်အဲ့လိုနဲ့ငပိန်လေဖိုးထုစွန်ညစ်နေတဲ့တစ်ပင်နာကိုရောက်လာခဲ့တယ်ဝါအဝေးကနေကြည့်တော့နီးတယ်လို့နဲ့ခုလမ်းလျှောက်ခဲ့လိုက်တော့ထိုးဘွယ်ရှိနေတဲ့နေရာနဲ့ဝေးသားပဲဟာကဲငါ့ရဲ့ကျွမ်းကျင်တဲ့ပညာကိုပြလိုက်ကြတာပေါ့အဲ့လိုပြောပြီးငပိန်ကဖိုးထုစွန်ပြဖို့အတွက်တစ်ပင်မောင်တက်လာခဲ့လိုက်တယ်
အပေါ်ကိုင်းနာရောက်မှာတော့မြောက်ကလေးတစ်ကောင်တွေ့ပြီးလန့်သွားခဲ့တာပါအမလီပလုတ်တော့လန့်လိုက်တာဟာမင်းကဘလို့လုပ်ပြီးဒီမှာရှိနေရလေငပိန်ကမြောင်လေးကိုအဲ့လိုပြောလိုက်တော့မြောင်လေးကငပိန်ကိုလန့်ပြီးမြောက်အတန်နဲ့တူတဝါဝါအော်ပြီးအကူကြီးတောင်းနေခဲ့တယ်ဟေးမင်းကဘာလို့အော်နေရလဲငါအမေကိုဘာမှမလုပ်ပါဘူးဟိုမှာမင်းကောင်းပေါ်နာမှာညှိနေရတို့ဆိုလာယူတာဟာငပိန်ကမြောင်လေးကိုရှင်းပြမစုံဖြစ်နေတော့မြောင်မကြီးတစ်ကောင်ကတခြားသစ်ပင်ကအကိုင်းနေရာနေတွေ့ပြီးငပိန်ရှိနေတဲ့သစ်ပင်မော်ကိုခုန်တက်လာခဲ့တယ်မြောက်ကလေးရဲ့အမေလိုက်ငပိန်စကားမစုံလိုက်ခင်မြောင်မကြီးကငပိန်ကိုသစ်ပင်ဘော်ကနေတွန်းချလိုက်တယ်ငပိန်လည်းသစ်ပင်ဘော်ကနေအောက်ကိုပြုတ်ကျပြီးတော့မိသွားခဲ့တယ်ဟိုတူကငမိန်ကစွန်သွားယူတာကြာလာပြီဟာစွန်ကိုရှာမတွေ့လို့များလားအဲ့ဒါနဲ့မိဝိုင်းကဟိုတူတို့တွေရဲ့လိုက်သွားကြီးမှထင်တယ်နော်ပုံမှန်ဆိုငပိန်ကခုလောက်ထိကြာတတ်တဲ့သူမဟုတ်ဘူးအေးလာလေသွားကြည့်ကြရအောင်အဲ့လိုနဲ့ဖိုးတူတို့၃ယောက်သာငပိန်ကိုလိုက်ရှာကြတယ်ခဏကြာမှတော့ငပိန်ကိုတစ်ပိတမင်အောင်မှလဲကျနေအောင်တွေးလိုက်တယ်တုတ်ဘောကဟဲ့ငပိန်ထမအောင်ဟာဟမ်နှုံးလို့လည်းမရပါလားဖိုးထုကလည်းမဖြစ်တော့ဘူးတော့ပေါ့မင်းငပိတ်ချတော့မလိုက်ကွာငါကောင်းဘက်ကနေမလိုက်မယ်အဲ့လိုနဲ့ဖိုးထုတို့လည်းငပိတ်အောင်မပြီးသူတို့စွန်းတို့နေရဲ့နောက်ခေါ်လာခဲ့လိုက်ကြတယ်ဘိုးကြီးတို့အဖွဲ့ကဖိုးထုတို့အဖွဲ့ကိုမြင်တော့အောင်မှုကကိုတော့ကြည့်ဟိုအဖွဲ့ရဲ့တယောက်ကဘာဖြစ်သွားလဲတိမ်များသွားပါလားပေါက်တီပေါက်ရှာမသေးတော့ပါဘူးဟာအဲ့လိုပြောပြီးဘိုးကြီးကဖိုးထုတို့အဖွဲ့နာကိုသွားလိုက်တယ်ဟိုဒီတယောက်ကဘာဖြစ်သွားလဲမြေကြီးမှလဲနေရဲ့ငပိန်ကိုလက်ညှိုးထိုးပြီးတုတ်ကြီးကမေးလိုက်တယ်အဲ့ဒါနဲ့ဖိုးထုကငါအထင်တော့မိနေရတင်နေအဲ့လိုဆိုရင်တော့ငါမှအကြံရှိအဲ့လိုပြောပြီးဘိုးကြီးကသူ့လက်တစ်ဖက်နဲ့ငပိန်ကိုပွေ့ကြည့်ပြီးတော့ခါလိုက်တယ်အဲ့နောက်မှာတော့ငပိန်ကမင်းနေရကနိုးသွားခဲ့တာပါအာငါကောင်းနေနားလိုက်တာဖိုးထုကငါတို့လူကိုကူညီပေးလို့ကျေးဇူးပါပဲကွာဝရပါတယ်ကိစ္စမရှိပါဘူးမိဝိုင်းကနေငပိန်နေရဘလို့ဖြစ်ပြီးတစ်ပင်အောင်မှမေးလဲနေရလေအဲ့ဒါမြောက်မကြီးလက်ချက်ကြောင်းကွာမြောက်မကြီးကငါ့ကိုတစ်ပင်ဘွားကနေတွန်းချလိုက်လို့ငါခုလိုဖြစ်သွားတာဖိုးထုကလေဟမ်မြောက်တွေကဘလို့လို့ရွာနားမှာရှိမှလေဟာသူတို့ကတောထဲမှာပဲနေကြရလေမဟုတ်ဘူးငါးမျက်လုံးနဲ့တိကျမြင်လိုက်တာမြောက်မြောက်စစ်စင်ကွအဲ့ဒါနဲ့ဘိုးကြီးကလေအဲ့လိုဆိုတို့တွေမြောက်ရှိမရှိသွားကြည့်ကြမလားဖိုးထုကလေโอเคလေသွားကြည့်ကြတာပေါ့အဲ့လိုနဲ့ဖိုးထုတို့အဖွဲ့နဲ့ရမ်းမဲဖြစ်တဲ့ဘိုးကြီးတို့အဖွဲ့ကငပိန်မြင်ခဲ့တဲ့မြောက်ကိုသွားလိုက်ရှာဖို့အတွက်တောထဲကိုထွက်လာခဲ့လိုက်ကြတယ်ဖိုးထုရဲ့စွန်ကြီးနေရဲ့တစ်ပင်နာရောက်မှာတော့ငပိန်ကစောစောကမြောက်သားမိရှိနေကြတာဒီတစ်ပင်ပေါ်မှာပဲဟာခုဘယ်သူမှလည်းမရှိပါလားဘိုးကြီးအဲ့လိုပြောနေတော့မှပဲသူ့ဖွဲ့ထဲမှာငယ်ဆုံးဖြစ်တဲ့မဘူးကဟိုမဘာကြီးလည်းမသိဘူးဖိုးထုတို့လည်းမဘူးညွန်ပြတဲ့နေရာကိုကြည့်လိုက်ချိန်မှာဟာမင်းစားတကောင်မလားမင်းစားကသူ့ကိုလှမ်းကြည့်နေတဲ့လူတွေမြင်ပြီးအလန့်တကြားနဲ့တစ်ပင်ပေါ်ကနေတစ်ကိုင်းတွေကိုတွေ့တက်ပြီးထွက်ပြေးတော့တယ်အဲ့လိုနဲ့ဖိုးထုတို့ဖွဲ့နဲ့ဘိုးကြီးတို့ဖွဲ့လည်းမင်းစားနောက်ကိုအပြေးလွှာလိုက်သွားခဲ့ကြတော့တယ်